Hello အားလုံးပဲမင်္ဂလာပါမင်းရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရရှင်ဒီတစ်ခါတော့မင်းရပါလေးပြချင်လေဆိုရင်မင်းသုံးနေတဲ့ sunscreen လေးတွေကို sharing လုပ်သွားချင်ပါတယ်လက်ရှိသုံးနေတဲ့လီမျိုးစလုံးကိုလည်းမင်းကြိုက်တယ်လို့အားလုံးကိုလည်းကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုကတော့မင်းခုလက်ရှိသုံးနေတဲ့ brand 3မျိုးတွေက brand 4မျိုးပေါ့နော် sorry brand 4မျိုးတွေက N7 Bioderma and နောက်ပြီးတော့ Thank you Pharma and ပြီးတော့ Cosrx ပေါ့နော်အဲ့ဒါလေးတွေအခုလက်ရှိသုံးနေပါတယ်ဘယ် sunscreen လေးကဘယ်အသားအရည်အတွက်ကောင်းလဲဆိုတာကိုလည်း sharing လုပ်သွားပါမယ်ဒီအားလုံးနဲ့မှဒီ brand လေးမျိုးစလုံးကိုတော့အကုန်လုံးလို့သိမယ်လို့လည်းမျှော်လင့်ပါတယ်အခု let's startingအခုဆိုရင်မေးစစချင်းပြမှာတော့ဒီ N7 ပေါ့နော်ဒါကတော့မေးအခုလက်ရှိသုံးနေတဲ့လေးမျိုးစလုံးထဲမှာနောက်ဆုံးဝယ်လိုက်တာလေးပေါ့နော်အခုက April May ဆိုရင်နည်းနည်းလေးပူချိန်ရလည်းမြင့်လာပြီဆိုတော့မျက်နှာကနည်းနည်းလေးအသားလေးခြောက်လာတယ်အသားရည်ကိုလည်းနည်းနည်းဆူချင်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ N7 လေးကိုစပြီးတော့သုံးကြည့်နေရပေါ့နော်အဲ့တော့အခုလက်ရှိငကူတုံးကသုံးနေတဲ့ brand တွေထဲမှာအကုန်လုံးဆဲဆဲဖြစ်နေတဲ့ brand ရှိတယ် Bioderma နဲ့အကုန်ကန်နေဆဲဆဲကတော့ Cosrx ပါပဲအခုပထမဦးဆုံးကတော့ Bioderma ပေါ့နော်ဒီ Bioderma ကတော့ကြာပြီမိစိတ်တင်တော့6လနဲ့တစ်နှစ်ဝန်းကျင်လောက်တောင်ရှိနေပြီပေါ့နော်မိတယောက်တည်းသုံးတယ်မြတ်တခြားဟာတွေသုံးလိုက်ဒီဟာကိုလှည့်သုံးလိုက်အဲ့လိုလေးသုံးတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ texture ကိုလည်းမိပြပေးပါမယ်အခုဒီ Bioderma သူက SPF 50+ ပါတယ်သူကကြတော့သူ့ရဲ့ texture ကနည်းနည်းလေးကစီစီလေးသွားတယ်နောက်တစ်ခုကကြတော့သူက makeup foundation ပါတယ်အဲ့တော့ဘာဖြစ်မလဲဆိုတော့ makeup သုံးစရာမလိုဘူးပေါ့လေနော် makeup သုံးစရာမလိုတော့ဘူးဒီ sunscreen တစ်မျိုးတည်းကိုသုံးရုံနဲ့ကိုအဆင်ပြေတယ်နောက်ပြီးတော့ကြတော့သူက makeup သားပါတဲ့အတွက်ကြောင့်မလို့ဥမာထားပါတော့အောက်ခံအနေနဲ့ toner သုံးမယ် serum သုံးလိုက်မယ်ပြီးရင် cream လေးသုံးတယ်ပြီးတာနဲ့ဒါကိုတန်းသုံးလို့ရတယ် makeup လုံးဝသုံးစရာမလိုဘူး texture ကနည်းနည်းကစီစီလေးသွားတယ်ထူလေးနည်းနည်းထူတယ်ထူတဲ့ထဲမှာပါတယ်အဲ့တော့နည်းနည်းထူတဲ့ texture ဖြစ်တဲ့အတွက်ကြောင့်မလို့ပါရကြိုက်တဲ့လူတွေအတွက်တော့သိအဆင်မပြေဘူးဒါပေမဲ့ makeup သားပါတဲ့အတွက်မေကတော့ makeup သုံးစရာမလိုလို့ budget saving ဖြစ်တယ်လို့ထင်ပါတယ်အဲ့တော့မေဒါကိုသုံးနေရတော့တစ်နှစ်ဝန်းကျင်လောက်ရှိပြီဒါပေမဲ့ကုန်ကန်နေအောင်ဖြစ်နေပြီပေါ့နော်အဲ့လိုဆိုတော့ဒီနှစ်မှာပြန်ပြီးတော့ပြဖြစ်တာပါနောက်တစ်ခုကတော့မိပြပေးမှာက N7 လေးပဲဖြစ်ပါတယ်ဒါကတော့အခုနောက်ဆုံးဝယ်လိုက်တာပူကအသစ်ချွတ်ပဲရှိသေးတယ်လုံးဝကိုမသုံးရသေးဘူးIndo ဒီအိမ်မှာနေရင်တော့ဒီ sunscreen သုံးတယ်ပေါ့နော် sunscreen ကိုမျက်နှာမနက်မိုးလင်းလို့မျက်နှာတစ်ပြီးရတဲ့ sunscreen ထားပြီးလိမ့်လိုက်တယ်50သူလည်း50ပါတယ်ပေါ့နော် SPF 50ပါတယ်သူကလေသူကကာလာလေးကတော့သူကအဖြူရောင်ပဲဒါပေမဲ့သူကနည်းနည်းလေးသူကလေtexture ကစီကက်ကလေးသွားတယ်နောက်တစ်ခါကျတော့မျက်နှာမှာအရန်ထူကြီးတော့မသွားဘူးရေဓာတ်ဖြည့်ပေးတယ် moisture ဖြည့်ပေးတယ် hydration ရယ် moisture ရယ်ဖြည့်ပေးတယ်နောက်တစ်ခါကျတော့ဆူပြောင်လေးသွားတယ်နောက်တစ်ခုဘာကောင်းသေးလဲဆိုရင်ဘာမှမလိမ့်ချင်ဘူး sunscreen တကူလည်းလိမ့်ချင်တယ်မျက်နှာလည်းမမဲသွားချင်ဘူးမျက်နှာကို brightening effect ရချင်တယ်ဆို N7 ကိုယူလိုက်ပါဒီကောင်ကဘယ်လိုပြောရမလဲသူကကာလာကtone up ပါတယ်ပေါ့နော်tone up ပါတဲ့အတွက်မျက်နှာကနည်းနည်းလေးဖြူတဲ့ဘက်ကိုသွားတယ်။သုံးပြီးသွားပြီဆိုတော့မျက်နှာနည်းနည်းဖြူလေးဘက်ကိုသွားတယ်။နောက်တစ်ခုတော့ medical product ဖြစ်တဲ့အတွက်ဘယ်အသားရည်နဲ့မဆိုအဆင်ပြေပါတယ်ရှင်။နောက်တစ်ခုကတော့ Thank you Pharma ပါဒီကောင်ကတော့ water sunscreen သူကကျိန်းသေးတယ်ရေဓာတ်ပါတယ်ရေဓာတ်နဲ့သွားထားတယ်နောက်တစ်ခုကျရေဓာတ်ပြည့်ခြင်းနဲ့မျက်နှာအသားခြောက်တယ်ရေဓာတ်ပြည့်ခြင်းနဲ့sunscreen ကိုသုံးခြင်းနဲ့ sun product လေးလည်းပါရမယ်50+ SPF 50+ လည်းပါရမယ်နောက်တစ်ခုကျရေဓာတ်ပြည့်ခြင်းနဲ့အရင်ကစီစီမကြိုက်ဘူးတုံးအပ်ပါတာမကြိုက်ဘူးကြီးဆူလေးပဲကြိုက်တယ်ဆိုရင် Thank you Pharma ကိုသုံးပါဒီကောင်ကတော့သူက watery sunscreen ဖြစ်တဲ့အတွက်သူ့ရဲ့ water type ပေါ့
ပေါ့နော်ရေဓာတ်တိုက်ဖြစ်တဲ့အတွက်သူကမပြစ်မကျဲဘူးလုံးဝ texture ကsoft ဖြစ်တယ်နောက်တစ်ခုကကြတော့လိမ့်လိုက်ပြီးတော့အသားရဲ့စိတ်ဝင်တာအရန်မြန်တယ်နောက်တစ်ခုတော့ပါတယ်အရန်ပါလေးနဲ့မျက်နှာပေါ်မှာတင်လိုက်တာနဲ့ပဆူကြည်လေးဖြစ်ချင်တဲ့မျက်နှာလေးတွေအတွက်ကိုသုံးပေးလို့ရပါတယ်သူကတော့ thank you pharma ရဲ့ water sense protect ပဲဖြစ်ပါတယ်သူလည်း SPF 50ပါတယ်ပေါ့နော်အဲ့တော့သူကလည်းအသားရည်အတွက်အရန် skin care ထဲမှာအရန်ကောင်းတယ်လို့မိခံစားမိပါတယ်နှစ်ခုလက်နှစ်ဘက်ကိုလည်းရှင်းပြပေးထားပါတယ်လိမ့်ပြီးတာနဲ့မလိမ့်ခင်နဲ့ပေါ့နော်သူကိုတော့မေ recommend ပေးပါတယ်တချို့တွေသား6တဲ့ water effect လိုချင်တဲ့လူတွေအတွက်သုံးကြည့်ပါအဆင်ပြေပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ Cosrx ပေါ့နော်သူကတော့ vitamin Eသူကတခုလေးထူးခြားတာက vitamin E sunscreen ဖြစ်တဲ့အတွက်သူကမျက်နှာဆူလေးကြိုက်တယ်အမေသုံးတာကုန်တော့ပြီးအောင်ဖြစ်နေပြီတော်တော်ကုန်နေပြီပေါ့နော်ကုန်တလောက်ဖြစ်နေပြီအခုမှပြမိတယ်ပေါ့နော်ကိုဘာလေးတွေလဲဆိုတာလဲ sharing လုပ်ဖြစ်တာနည်းနည်းနောက်ကျသွားတယ်ဒါပေမဲ့မေက product ဆိုကောင်းတာလေးကိုညွှန်ကျင်တယ်မေကိုယ်တိုင်သုံးလို့ကောင်းတော့မှအားလုံးကို share ပေးချင်ပါတယ်အဲ့တော့ဒါလေးကကြတော့သူက vitamin E effect ပါတယ်အတွက်မျက်နှာလုံးဝကျိန်းသေးတယ်ဆိုတယ်ကြည်တယ် brightening ပါတယ်တောက်ကလေးဖြစ်မယ်အဲ့တော့သူ့ရဲ့ texture ကိုမေးပြပေးမယ်မေးလက်ပေါ်မှာစမ်းပြီးတော့ပေါ့နော် texture ကသူကမပြစ်မကျဲပဲဒါပေမဲ့သူကတုံးအပ်ပါလားမေးတုံးအပ်မပါဘူးဒါပေမဲ့အရန်လဲမကျဲဘူးအရန်လဲမပြစ်တဲ့အနေအထားမှာရှိတယ်သူက cream တိုက်လို့ခေါ်တယ်နော် sunscreen နဲ့မှာတချို့တွေက sans water type thank you pharma ဆိုတော့ water type လို့ခေါ်တယ် sans cream လို့ပြောလို့မရဘူးsun water type လို့ခေါ်ရရတယ်မိတိလောက်လေး share ပေးတာပေါ့နော်ဒီကောင်ကတော့သူကမပြစ်မကျဲပဲသူကအသားပေါ်မှာသူတင်လိုက်တာနဲ့တက်ထက်သေးကြတယ်နောက်တစ်ခု vitamin E ပါတဲ့အတွက်မျက်နှာဆိုးတယ်နောက်တစ်ခု skin care ကိုသုံးမယ်ဆို serum ကိုတောင်ကြော်ပြီးသုံးလို့ရတယ်ကွာ serum အဆင့်ကိုကြော်လိုက်ကြော်ပြီးသုံးလိုက်ဒီကောင်ကိုသုံးလို့ရတယ်သူတစ်မျိုးတည်းသုံးလို့ရတယ်တိုနာသုံးမယ်ယူတို့ဒီ vitamin E sunscreen သုံးမယ် okay သွားပြီအဆင်ပြေသွားပြီကိုရှိမှာ makeup ရှိတယ် makeup လုံးသုံးချင်တယ်ဆိုသုံးလို့ရမင်းပြီးခဲ့တဲ့တစ်နှစ်တာလုံးဒီကောင်ကိုပဲသုံးသွားတယ်အရန်ဒီမှာနေပူတဲ့အချိန်မှာတော့မှသုံးလို့အဆင်ပြေတယ်အဲ့တော့မေကအားလုံးကိုတော့ SPF 50ပြပေးတာပါအားလုံးကြည့်ရှုတဲ့သူတိုင်းကျင်းနေမယ်လို့မျှော်လင့်ပါတယ်အဲ့တော့မေသုံးနေတဲ့ sunscreen လေးတွေကိုလည်းသုံးဖို့မမေ့ပါနဲ့အားလုံးကြည့်ပြီးလို့အဆင်ပြေမယ်ဆိုရင် like and comment လေးပေးပါနောက်ထပ်ဗီဒီယိုမှာဗာလေးတွေကြည့်ချင်လဲဆိုတာလည်းပြောပေးပါအောင်เนาะအဲ့တော့အားလုံးမေရဲ့ YouTube channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့เนาะအားလုံးကိုကြည့်ရှုသူအားလုံးတယောက်ချင်းစီတိုင်းကိုစိတ်အေးချမ်းသာစွာနဲ့ဒီကနေ့မေတ္တာပို့ပေးလိုက်ပါတယ်ကျေးဇူးတင်ချစ်ရှုသူတယောက်ချင်းစီတိုင်းကိုမိကကျေးဇူးအများကြီးတင်ပါတယ်နော်စိတ်အေးချမ်းသာစွာနဲ့ sunscreen လေးတွေသုံးပြီးတော့အသားရည်လေးကိုနေရောင်ခြည်အောက်ကနေကာကွယ်နိုင်ပါစေရှင်ဒီတဲ့အများကြီးလည်းပို့လာကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ရှင် bye bye